21ရက်5လ2026တရက်တာနဲ့ပတ်သက်တဲ့အနေဒါကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်စမ်းပွင့်နေမယ်အောင်မြင်ကြော်ကြားမှုကိုရရှိမယ်ယုံကြည်မှုတွေရှိနေလိမ့်မယ်ပူးပေါင်းလှုပ်ဆောင်မှုတွေလုပ်ဖြစ်လိမ့်မယ်လုပ်ငန်းတွေတိုးချဲ့နိုင်လိမ့်မယ်သင်ယူမှုအသစ်တွေလက်ခံရရှိမယ်စိတ်အားတက်ကြွနေမယ်အားအင်တွေပြေဝနေမယ်အများတကာနဲ့ပတ်ဝန်းကျင်ကိုထောက်ပံ့အားပေးနိုင်မယ်ဒီနေ့အတွက်ဆောင်းဝါရှောင်းမဲ့ရာကတော့အတိတ်ကိုပဲပြန်ကြည့်မနေပါနဲ့အစစ်အမှန်တွေရှိနေသေးတယ်အနာဂတ်နဲ့ရှေ့ဆက်ရမှာတွေရှိနေသေးတယ်ဆိုတာကိုသတိရပေးပါအနားယူနေဖို့အချိန်မရှိပါဘူးချစ်ချင်းမေတ္တာနဲ့စေတနာပြေဝစွာလှုပ်ဆောင်ပါမတူကွဲပြားခြင်းကိုလက်ခံပါLucky number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့ဆုံးသက်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချုံးပေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့ကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်